AWK ဆိုတဲ့ command ရဲ့ usage လေးကိုပြပြပေးသွားမယ် command ရဲ့အသုံးဝင်ပေါင်းလေးတွေကိုပြပြပေးသွားမယ်ပေါ့အဲ့တော့ AWK ဆိုတာကတော့ကျွန်တော်တို့ဒီ AWK ဆိုတဲ့ command ကိုဖန်တီးတဲ့သူတွေရဲ့နာမည်ကိုတစ်ခုချင်းစီရေးပေးထားတာဖြစ်ပါတယ်ဒါကိုသေချာသွားရှာလို့ရပါတယ်အဲ့တော့ usage လေးကိုပြောအောင်ကျွန်တော်တို့ file တစ် file ထဲမှာရှိနေတဲ့စာကြောင်းတွေရှိနိုင်တယ် file တစ် file ထဲမှာပေါ့စာကြောင်းရေးအကြောင်း20တွေအကြောင်း30တွေရှိနိုင်တယ်ဒီလို content တွေရှိတယ်ပေါ့အဲ့ဒီမှာစာကြောင်းတစ်ကြောင်းဆိုပါလို့စာကြောင်းတစ်ကြောင်းမှာ space တွေလည်းပါနိုင်တယ်ကျွန်တော်တို့ tab ခုံထားတွေလည်းပါနိုင်တယ်ပေါ့နော်ဟုတ်ပြီစကားလုံးတစ်လုံးချင်းစီဒီစာ byte ထဲကဒီ file တစ်ခုတည်းကနေပြီးတော့စကားလုံးတစ်လုံးချင်းစီရဲ့တည်နေရာကိုဆွဲထုတ်ပြီးတော့အောက်ပေါ်ထုတ်ပြီးကြည့်ကျင်တဲ့အခါမျိုးမှာဒီ AWK ဆိုတဲ့ command နဲ့အသုံးပြုရတယ်အဲ့တော့ကျွန်တော်တို့ရ row တွေ column တွေရှိတယ်ပေါ့ excel တွေမှာဆိုရင်ဘယ် row number ဘယ်လောက် column number ဘယ်လောက်မှာဘယ်စကားလုံးရှိရပေါ့ဒါမျိုးနဲ့ရှာတယ်လို့ပဲကျွန်တော်တို့ AWK ကိုအသုံးပြုပြီးတော့ line number ဘယ်လောက်ရဲ့ field number ဘယ်လောက်မှာရှိနေတဲ့စလုံးတစ်လုံးပဲစကားလုံးတစ်လုံးပဲဆွဲထုတ်ကြည့်ကျင်တဲ့အခါမျိုးတွေမှာသုံးပါတယ်အဲ့တော့သုံးကြည့်ပါ command usage တွေကလည်းကျွန်တော်တို့ AI နဲ့မေးပြီးတော့ရှာလို့ရပြီဖြစ်တာမို့အရင်ကလွယ်နေပါပြီရှာပြီးတော့စမ်းပြီးတော့သုံးကြည့်ပါအားလုံးကျေးဇူးတင်ပါတယ်